အားလုံးပဲမင်္ဂလာပါရှင်ချင်းဒီနေ့ NTU World Carnival Festival ယဉ်ကျေးမှုပွဲတော်မှာမြန်မာအကောက်လာရောက်ဖျော်ဖြေတာဖြစ်ပါတယ်什么活动？世界嘉年华。哦。ချင်းတို့မြန်မာအဖွဲ့ရဲ့တင်ဆက်မှုအောင်မြင်စွာပြီးဆုံးသွားပါပြီ။ဖျော်ဖြေလို့ပြီးပြီဆိုတော့အခုကတော့ဝါတီဆွဲမဲ့အစီအစဉ်ဖြစ်ပါတယ်။ဒါဆိုရင်မြန်မာအထက်မှာဘာတွေရောင်းလဲဆိုတာကိုသွားကြည့်ကြမယ်။ NTU ရဲ့မြန်မာကျောင်းသားအဖွဲ့အစည်းကအရန်စားလို့ကောင်းတဲ့မော်ဟင်ကားရောင်းပါတယ်။မော်ဟင်ကားထဲမှာဘဲကြော်နဲ့ဘဲဥပါပါတယ်။မြန်မာအချိုပွဲမုံတွေကိုလည်းအမျိုးအစားစုံစုံလင်လင်နဲ့ရောင်းပါတယ်။မြန်မာအလံလေးနဲ့လည်း decoration လုပ်ထားပါတယ်။ဒါလေးကတော့ဘိန်းမုံပါ။ရှမိတ်လလလေးတွေ။ဟာမစဲနဲ့တော့တဲ့။စစ်စရာလေးတွေ။ဒီပွဲမှာမတွေ့ရကြတဲ့တငယ်ချင်းတွေမောင်နှင်းညီမလေးတွေနဲ့ပြန်ဆောင်ရတော့အရန်ပျော်ပါတယ်။ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and share လုပ်ဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye